ကော်နာမက်ဂရီကောကမြန်မာလက်ဝဲရဲ့ခေါင်းတိုက်ခြင်းကိုအင်ဗဒန်သဘောကျနေပါတယ်။သူကအားရပါရကိုခေါင်းတိုက်တဲ့အကွက်တွေလုပ်ပြနေတာပါ။ဒါအပြင်ဒေဝါကိုလည်းခေါင်းတိုက်စရာကြီးဆိုပြီးသူကကောင်းကောင်းချီးကျူးနေတာဖြစ်ပါတယ်။ခေါင်းတိုက်ခြင်းကဘယ်အားကစားမှမပါတဲ့တိုက်ကွက်ပါ။မြန်မာလက်ဝဲတစ်ခုတည်းမှာပဲပါတာဖြစ်ပါတယ်။ဒါကြောင့်လေကဘာကြီးကဒူးချလုံးနဲ့လက်ဝဲအားကစားကိုစိတ်ဝင်စားနေရပါ။ BKFC ကလည်းခေါင်းတိုက်ခြင်းကြောင့်လက်ဝဲနာမည်ကြုံမယ်ဆိုတာကိုသိလို့အခုလိုဝယ်ယူခဲ့တာဖြစ်ပါတယ်။ BKFC ကလက်ဝဲပွဲတွေကျင်းပဖို့စတင်စီစဉ်နေပါပြီ။ဒေဝါကိုအီတလီနိုင်ငံရောမမြို့အထိဖိတ်ခေါ်ပြီးကော်နာတိုင်ပင်ခဲ့တာဖြစ်ပါတယ်။ဒါအပြင်ကော်နာဒေဝါရဲ့ခေါင်းတိုက်စွမ်းရည်ကိုလည်းအခုလိုချီးကျူးခဲ့ပါတယ်။ဒီဘက်ခေါင်းတိုက်မှာတော့ဆရာတစုပဲဒီဘက်ခေါင်းတိုက်ဆရာကြီးခင်ဗျားတို့သိလား။ခင်ဗျားတို့သူ့ကိုသိလားလက်ဝဲချန်ပီယံဗျအမြဲတမ်းခေါင်းတိုက်ခြင်းကိုပြောပြလို့ရှိရဗျ။ဒါကြောင့်လေ BKFC ကလက်ဝဲကုမ္ပဏီကိုဝယ်ခဲ့တာပါ။ခုတော့ BKFC လက်ဝဲပေါ့။ဒီလူကလက်ဝဲကိုကြီးမှုဥဆောင်မှာပါ။ငါတို့လည်းခေါင်းတိုက်တာကိုထည့်သွားမှာပါလို့ပြောသွားခဲ့လိုက်တာဖြစ်ပါတယ်။မြန်မာလက်ဝဲကတော့ခေါင်းတိုက်ခြင်းကနေနာမည်ကျော်တော့မှအမှန်ပါပဲ။ BKFC အနေနဲ့ခေါင်းတိုက်ပွဲသိမ်းနိုင်တဲ့ဖိုက်တာကိုအမြင့်မားဆုံးအထူးစုကြည်ပေးသွားမှာမို့လို့မန်းလောက်စရာဘောနဲ့ဖြစ်လာမှာပါဒီလိုမျိုးခေါင်းတိုက်ပြီးပွဲသိမ်းတာကို bonus ပေးတဲ့တိုက်ခိုက်ရေး promotion ကမရှိတော့တာကြောင့် BKFC ကကမ္ဘာသမိုင်းမှာခေါင်းတိုက်ပွဲသိမ်းခြင်းအတွက် bonus ပေးတဲ့ပထမဆုံးအဖွဲ့အစည်းဖြစ်လာမှာဖြစ်ပါတယ် BKFC မှာ bonus တွေအဖြစ်အခြား promotion တွေလိုပဲ Fight of the Night, Knockout of the Night, Performance of the Night တို့အပြင်အထူး bonus တွေနဲ့လည်း Helper Knockout of the Night တို့ပါဝင်လာခဲ့မှာဖြစ်ပါတယ်ခေါင်းတိုက်ပွဲသိမ်းနိုင်ခဲ့ခြင်းအတွက်ဘယ်လောက်ထိ bonus ပေးသွားမလဲဆိုတာကိုအတိအကျမထုတ်ပြန်ထားသေးပေမဲ့မြင့်မြင့်မာမာပေးသွားမှာဖြစ်တဲ့အတွက်သဘောကျစရာတော့ကောင်းနေပါတယ်